Okay ဒီနေ့ကျွန်တော်ပြောပြသွားမယ်အကြောင်းအရာကတော့ capacitor သို့မဟုတ်လျှက်သို့ပေါ့နော်အဲ့ဒီအကြောင်းလေးပြောပြသွားမှာပါဗီဒီယိုတွေမတင်ဖြစ်တာလည်းကြာပြီပေါ့နော်ကျွန်တော်စူးစမ်းပြီးတော့တင်ပေးပါမယ်ဒီနေ့မျှဝေသွားမှာတော့ capacitor အကြောင်းဖြစ်ပါတယ်မြန်မာလိုလျှက်သို့လို့ခေါ်ရတယ် capacitor ကို circuit ပြားပေါ်မှာဆိုရင်ပေါ့နော်ဘလို့အလုပ်လုပ်ဆောင်လဲဆိုတော့လျှက်စစ်ကိုတိုးလောင်ပြီးပြန်လဲထုတ်ပြီးတဲ့ပစ္စည်းအဖြစ်လောက်ဆောင်ပါတယ်သူကဘာနဲ့တူလဲဆိုတော့ battery နဲ့တူတယ်ပေါ့နော်ဒါပေမဲ့ battery နဲ့ကွဲပြားတာအရင်မြန်တယ်သူ့ရဲ့တိုးလောင်မှုကလျှက်စစ်ပေးလိုက်တာနဲ့ချက်ချင်းသူ့ထဲကိုအားဆုပ်ယူပြီးဖြစ်သွားတယ်ပေါ့နော်ပြီးတော့ကျတော့ battery နဲ့မတူတာသူ့မှာ overcharge ဖြစ်သွားတာမျိုးမရှိဘူးဒါပေမဲ့ထူးခြားချက်ကသူက25 volt capacitor ကိုပေါ့နော်25 volt အောက်လက်စီးကြောင်းမှာပဲတက်ဆင်ရမယ်လက်25 volt ထက်ကျော်လွန်တဲ့လက်စီးကြောင်းပေါ်မှာ25 volt capacitor ကိုတက်ဆင်မယ်ဆိုရင်တော့ပေါက်ခွဲထွက်သွားတာမျိုးဖြစ်နိုင်တယ်ပေါ့နော်သူကထူးခြားချက်ကကျွန်တော်ပြောတဲ့အတိုင်းပဲအားကိုလင်းလင်းမြန်မြန်ဆုပ်ယူထားတယ်ပြီးတော့လင်းလင်းမြန်မြန်ပြန်ထုတ်ပေးနိုင်တာမျိုးရှိပါတယ်သင်္ကေတအနေနဲ့က C ဆိုတာနဲ့ရေးပြီးတော့သူ့ရဲ့ unit တန်ဖိုးကတော့ farad F နဲ့ရေးပါတယ်ဒီလိုမျိုး capacitor တွေကိုဘာကြောင့်လိုအပ်တာလဲတနည်းအားဖြင့်ပြောရမယ်ဆိုရင်လင်းလင်းမြန်မြန်ပြန်ထုတ်ပေးတယ်လျှက်စစ်တိုးလောင်မှုစနစ်အရင်မြန်တဲ့ battery တစ်လုံးလို့ component မျိုးဘာလို့လိုအပ်တာလဲပေါ့နော်အဲ့ဒါကတော့ body အတက်ကြတွေကိုထိန်းညှိဖို့အတွက် stabilizer အနေနဲ့လည်းလိုအပ်တယ် noise ဆိုတဲ့ဒီမလိုလားအပ်တဲ့ frequency တွေပြီးတော့မလိုလားအပ်တဲ့line တွေကိုဖယ်ရှားပစ်ဖို့လည်းသုံးတယ်ပြီးတော့ instant current လို့ခေါ်တဲ့ရုတ်တရက်ကြီးမားလိုအပ်တဲ့ current တွေကိုဖြည့်ဆည်းပေးဖို့အတွက်လည်း capacitor တွေကိုသုံးပါတယ်ပြီးတော့ signal shaping ပေါ့နော်ဒီ line ပုံစံကိုပြုပြင်ပြောင်းလဲတာနောက်ပြီးတော့ timing ဆိုတဲ့အချိန်နဲ့ပတ်သက်ပြီးတော့ကျတော့ delay လုပ်ချင်တာလားဒါမှမဟုတ်ရင်ခလုတ်ပိတ်လိုက်တာတောင်မှဆက်ပြီးတော့ကျတော့အလုပ်လုပ်ချင်တာလားဆိုတဲ့ circuit တွေမှာသုံးပါတယ်နောက်ပြီးတော့ AC နဲ့ DC ပြောင်းတဲ့အခါမှာ DC တန်လေးရဖို့အတွက်ကိုလည်းသုံးတာမျိုးရှိရပေါ့နော်အဲ့ဒါကတော့ signal shaping နဲ့အတူတူပါပဲဒါဆိုရင်ဒီထင်ရှားတဲ့ capacitor အသုံးချမှုတွေပေါ့နော်အများအဖြစ်capacitor တွေကိုဘယ်နေရာမှာသုံးလဲဆိုတဲ့ဟာမျိုးနည်းနည်းအနည်းချင်းပေါ်ပြလိုက်ပါတယ်ပြီးတော့ကျွန်တော်တို့နောက်လုပ်မဲ့ project တွေမှာလည်းဒီနည်းပညာတွေကိုအဓိကထားပြီးလှုပ်ဆောင်မှာဖြစ်တဲ့အတွက်ကိုဒီဟာကိုလေ့လာဖို့လိုတာပေါ့နော် capacitor ကိုသုံးတာကတော့ဒီအများကြီးပဲပြီးတော့ကျတော့ circuit တွေတိဆောက်တဲ့နေရာမှာလည်းပုံစံမျိုးစုံရည်ရွယ်ချက်မျိုးစုံနဲ့သုံးကြပြီမဲ့နောက်ရှေ့ဆက်မဲ့ project တွေမှာအသုံးများမယ်အတွေ့များမယ်အကြောင်းအရာလေးတွေကိုပဲကျွန်တော်မျှဝေလိုက်ပါတယ်ဒီ timing circuit လို့ခေါ်တဲ့အချိန်တစ်ခုကိုစောင့်ဆိုင်ပြီးတော့အလုပ်လုပ်တဲ့ circuit design တွေမှာအလုပ်လုပ်ဖို့အတွက်ကိုလည်း capacitor ကိုသုံးတယ်သူကRC ဆိုတဲ့resistor capacitor circuit မျိုးစားဖြစ်တယ်ပြောချင်တဲ့သဘောက resistor နဲ့ capacitor နဲ့တွဲသုံးတာပေါ့နော်ဒီအောက်မှာဖော်ပြထားတဲ့circuit လေးမှာဆိုရင် LED မီဒီတစ်လုံးရှိတယ် resistor တစ်လုံးရှိတယ်ပြီးတော့ capacitor တစ်လုံးရှိတယ်ပြီးတော့ switch လေးတစ်လုံးနဲ့ battery နဲ့ချိတ်ဆက်ထားတယ်ပေါ့နော်ဘယ်လိုလုပ်လဲဆိုတာကိုကျွန်တော်တို့တစ်ချက်ကြည့်အောင်ပေါ့နော်ဒီမှာဒီလိုမျိုးချိတ်ဆက်ထားတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော် run လိုက်မယ်တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်မီးလင်းသွားတယ်ကျွန်တော်ခလုတ်လွတ်လိုက်ပြီမယ်မီးရဆက်လင်းနေတယ်ပြီးတော့မှဖြစ်ချင်းပြန်မိတ်သွားတာကိုတွေ့ရမယ်တကယ်အပြင်မှာဆိုရင်ဒီလိုမှန်လေးတောင်မကြမ်းတော့အကုန်လုံးပြန်ပိတ်သွားမယ်ပေါ့နော်ဒီမှာဖိလိုက်ပြီးတော့ကျတော့ပြန်ပိတ်သွားတယ် circuit မျိုးကိုတွေ့ရတယ်ဒီပုံမှန်အားဖြင့်ဆိုရင်ကျွန်တော်တို့ဒီ capacitor ဟာဒါမပါဘူးဆိုရင်ကျွန်တော်တို့အနေနဲ့ဒီခလုတ်ကိုလွတ်လိုက်တာနဲ့ချက်ချင်းမီးရပိတ်သွားမှာဖြစ်တယ်ပေါ့နော် LED မီးရပိတ်သွားမှာဖြစ်တယ်ဒါပေမဲ့ဒီ capacitor အားတူလောင်ထားပြီးတော့ပြန်ပြီးတော့ဒီက battery ကိုအဆက်အသွယ်ဖြတ်လိုက်ပြီးမယ် capacitor တွေကပြန်ပြီးထုတ်သုံးပေးနေတဲ့ဒီလိုမျိုး level ထုတ်သုံးပေးနေတဲ့အတွက်ကိုမီးလုံးကဆက်ပြီးတော့ကျတော့သူ့ရဲ့လိုအပ်တဲ့စက္ကန့်အချိန်တွင်းကိုဆက်ပြီးအလုပ်လုပ်နေတာဖြစ်ပါတယ်အဲ့လိုမျိုးဒီလိုမျိုးဒီ circuit မှာဆိုခလုတ်နေပြီးပြန်လွှတ်လိုက်ပြီးမယ်မီးလင်းတာရပ်မသွားဘူး capacitor ရဲ့အားကိုဆက်ပြီးသုံးစွဲနေတာမျိုးအချိန်ဆိုင် circuit လို့ခေါ်တယ်အဲ့ဒီလိုမျိုးအချိန်ကိုဘယ်လောက်သတ်မှတ်မလဲဆိုတဲ့ဟာမျိုးပုံသင်ကြီးရှိတယ် T ဆိုတာအတိုင်းပေါ့နော် T = R multiply C R နဲ့ C နဲ့ကိုမြှောက်မှာပြောချင်တဲ့သဘောကဒီ resistor လေးနဲ့ဒီ capacitor ရဲ့တန်ဖိုးနှစ်ခုမြှောက်မယ်အဲ့ကြရင်တိုင်းဆိုတဲ့စက္ကန့်ကိုရမှာဖြစ်ပါတယ်တစ်ချက်ပြန်သွားကြည့်အောင်ပေါ့နော်ဒီမှာဆိုရင် resistor က1 kilo ohm ဆိုတာအုံးနဲ့ပြန်တွက်မယ်ဆိုရင်1000 ohm ပေါ့နော်1000 ohm ဖြစ်တယ်ပြီးတော့ဒီ capacitor ရဲ့တန်ဖိုးက
farad ဖြစ်တယ်ပေါ့နော်အဲ့တော့じゃ1000နဲ့ 0.01 farad ကိုမြောက်လိုက်ရင်ဒီ circuit ကလေးရဲ့ဘလောက်အချိန်ကြာကြီးဆက်လှုပ်လို့မယ်ဆိုတော့အချိန်ကိုဒီဆက်လှုပ်လို့နေမယ်ဆိုတော့အချိန်လေးကိုရရှိမှာဖြစ်ပါတယ်အရင်အောင်သုံးဝင်ပါတယ်ဒါမျိုးလေးတွေနဲ့ကျွန်တော်တို့နောက်ပိုင်းကျရင် UPS system လို့ဟာမျိုးတိဆောက်တဲ့အခါမျိုးမှာဒါမျိုးလေးတွေသုံးလို့ရတယ်ပေါ့နော် DC UPS တိဆောက်တဲ့အခါမျိုးမှာဒါမျိုးလေးတွေသုံးလို့ရတယ်နောက်ထပ်အသုံးများဆုံးကတော့ noise လို့ခေါ်တဲ့အနောက်ရှက်တွေကိုဖယ်ရှားပစ်ဖို့ပဲပေါ့နော် digital circuit တွေမှာ high frequency noise လို့ခေါ်တဲ့ဘာမှမသိတဲ့ line လေးတွေမလိုလားအပ်တဲ့ frequency လေးတွေဝင်လာတာမျိုးရှိတယ်ပြီးတော့ကျတော့ဒီမီးဟိုပါနော်ဘယ်လိုပြောမလဲ shock ဖြစ်တယ်လို့မီးတောက်မီးဘွားလေးတွေထွက်တာမျိုးဖြစ်တတ်တယ်ပေါ့နော် capacitor ကဒီမလိုလားအပ်တဲ့ signal တွေကိုမြန်ပြောင်းပြီးတော့ကျတော့ ground ကိုပို့ပစ်တဲ့စွမ်းအားရှိတယ်သူကပြောချင်တယ်သူက AC လိုမျိုးအရန်လင်မြန်တဲ့ line တံပုံစံတွေကို ground ကိုပို့ပစ်လိုက်တယ် DC ကိုတော့အဲ့လို ground ကိုဖြတ်တန်းခွင့်မပေးဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ဒီ noise တွေကိုဖယ်ရှားပြရရောက်တဲ့အတွက် noise တွေကိုဖယ်ရှားတဲ့နေရာမှာလည်းတုံးတယ် digital circuit တွေမှာပေါ့နော် capacitor တွေကဒီလို noise တွေမလိုလားအပ်တဲ့ noise တွေမပါစေချင်တဲ့အတွက်သုံးတာမျိုးရှိတယ်နောက်ထပ်အသုံးများဆုံးကတော့ ACO DC ပြောင်းတဲ့အခါမှာ smoothing ပေါ့နော်အဲ့ဒါလည်းတကယ်တမ်းကျစောစောကအယူဆနဲ့တူတယ် ACO ဖြတ်တန်းခွင့်ပြုလိုက်ပြီး DC ကိုတော့ဒီအနောက်ဘက်ဒီ ground ကိုဖြတ်တန်းခွင့်မပြုတော့ကြတော့တန့်စင်တဲ့ DC ကိုရတယ်ပေါ့နော် filter capacitor လို့လည်းခေါ်တယ်နောက်ပိုင်းကျွန်တော်တို့ power supply linear power supply တွေပြုလုပ်တဲ့အခါမှာဒီဟာကိုလက်တွေ့ပြောပြမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ကဒါ ACO DC fuel weight အနေနဲ့ပြောင်းပြီးထွက်လာတဲ့ဟာပေါ့နော်ထွက်လာတဲ့ပုံစံပေါ့ဒါပေမဲ့အခုက line ပုံစံလေးတွေရှိနေသူကအောက်ကိုရောက်သွားတယ်ဒီလိုမျိုးလေးတွေပေါ့နော်ကုန်းလေးတွေဖြစ်နေတာဒါပေမဲ့ DC AC ပုံစံမျိုး line ပုံစံတွေ AC ကနေဖြစ်လာတဲ့ DC ဖြစ်တဲ့အတွက်ကိုလုံးဝမတန့်စင်သေးပဲနဲ့ line ပုံစံမျိုးဖြစ်နေသေးတာပေါ့နော်ဒီ filter capacitor မပါဘူးပေါ့နော်ဒီ filter capacitor ခံလိုက်တဲ့အခါမျိုးမှာတော့လျှက်စီးပုံစံဒီလိုမျိုးလေးဖြစ်ကျွန်တော်တို့ကမလိုလားတဲ့ဒီ line ပုံစံတွေကလုံးဝ smoothing ချောမွေ့သွားပြီးဒီလိုမျိုးထွက်တာမျိုးရှိတယ်အဲ့ဒါကြောင့်မလို့AC to DC ပြောင်းတဲ့အခါမှာလည်းဒီ capacitor တွေကိုသုံးရတာမျိုးဖြစ်ပါတယ်ဒီညမှာ capacitor ကိုဘယ်လိုတိဆောက်ထားတယ် capacitor ကဘာတွေလုပ်တယ်ဆိုတော့ physics အကြောင်းတွေမပြောချင်ဘူးပေါ့နော်အများကြီးစုပုံပေးမိတာမျိုးဖြစ်မှာဆိုတယ်ပြီးတော့ပြင်းသွားမယ်နားထောင်လို့မကောင်းဖြစ်သွားမှာလေဆိုရယ်ပေါ့နော်အဲ့တော့မဖြစ်မနေပြောရမယ် capacitor တွေအကြောင်းမျိုးစားတွေအကြောင်းပြောမယ်ပေါ့နော် AC capacitor တကယ်တမ်း AC capacitor တော့မဟုတ်ပါဘူးအပေါင်းတို့ negative positive ခွဲခြားထားတာမရှိတဲ့non polarization capacitor တွေကို AC capacitor လို့ခေါ်တယ်ဘာလို့လဲဆိုတော့သူက AC မှာအများဆုံးသုံးတယ် AC ကအပေါင်းနဲ့အနုပ်အမြဲတမ်းပြောင်းလဲနေတာဖြစ်တဲ့အတွက်အပေါင်းတို့သတ်မှတ်ချက်ရှိတဲ့ capacitor တွေကိုသုံးတဲ့အခါမျိုးမှာအဲ capacitor တွေပျက်စီးသွားတာမျိုးဖြစ်နိုင်တယ်ပေါ့နော်လုံးဝ non polarization လို့ခေါ်တဲ့အပေါင်းတို့ခွဲခြားမှုရှိတဲ့ capacitor တွေကိုသုံးခြင်းအပြင်တော့ AC ကအရင်သင့်တော်တယ်ပြီးတော့ကြတော့ဒီလိုအပေါင်းတို့မခွဲတဲ့ဟာ AC ကြည့်တည်တံ့သုံးရတာလားဆိုတော့လည်းမဟုတ်ဘူး DC မှာလည်းသုံးလို့ရတယ် DC မှာလည်းသုံးကြတာမျိုးရှိပါတယ်နောက်တစ်ခုကတော့အပေါင်းတို့ခွဲခြားထားတဲ့ DC capacitor တွေပေါ့နော်polarization capacitor လို့ခေါ်တယ်အပေါင်းတို့ရှိတယ်မားတန်ရင်ပေါက်ကွဲတတ်တယ်ပျက်စီးတတ်တယ်အနှုတ်ဘက်မှာကိုယ်တွေပေါ်မှာအစင်းကြောင်းသို့မဟုတ်အနှုတ်လက္ခဏာနဲ့ဖော်ပြတဲ့ capacitor တွေဖြစ်တယ်ပေါ့နော်အပေါင်းတို့မှားယွင်းလို့မရတဲ့ capacitor အမျိုးအစားဖြစ်တယ်ဒီအောက်မှာတော့ကျွန်တော်ပြထားတယ်ပေါ့နော်ဒီဘက်မှာဆိုရင်ဒီကောင်လေးမှာဆိုရင်ကျွန်တော် plus ဆိုတဲ့ဟာလေးဒီဘက်ကအပေါင်းမှာဆိုပြီးတော့ဖော်ပြထားတာမျိုးလေးပေါ့ဒီကောင်လေးမှာဆိုရင်အချွန်လေးပြထားတယ်ဒီဘက်က plus ပါဆိုတဲ့ဟာမျိုးပေါ့နော်ဒီဘက်မှာကြတော့ဒီဘက်ကဒီခေါင်းလေးကိုသူကခဲတိုးတဲ့ note ကလေးပေါ့နော်ဒီငုတ်ကလေးဖြစ်ထားတဲ့ဒါအပေါင်းလေးဖြစ်ပါတယ်ဒီမှာကြတော့ဒီကိုယ်တွေပေါ်မှာဆေးချေထားတဲ့အမျိုးအစားတွေကိုယ်တွေပေါ်မှာဆေးချေထားတဲ့ဘက်ကအနှုတ်ဖြစ်ပါတယ်ဒီမှာဆိုလည်းဒါအနှုတ်ပေါ့နော်ကိုယ်တွေပေါ်မှာဆေးချေထားတာတရားတွေဆိုလည်းအနှုတ်ပါကိုယ်တွေပေါ်မှာဆေးချေထားတာဖြစ်ပါတယ်နောက်တစ်ခုကတခါတည်းသိရမှာ capacitor ပေါ်မှာဒီမြင်နေရတဲ့ဟာလေးတွေက capacitor တန်ဖိုးလေးတွေပေါ့နော်တန်ဖိုးလေးတွေကိုလည်းသိဖို့လိုတယ်ဒီမှာဆိုရင်4900microfarad 16 volt ပေါ့နော်ဒီ capacitor က16 volt သုံးလို့ရတယ်4900 microfarad ဖြစ်တယ်ဆိုပြီးတော့ဖော်ပြထားတာမျိုးဖြစ်ပါတယ်ဒီ capacitor တက်ဆင်ဖို့အတွက် circuit ပေါ်မှာလိုအပ်တဲ့သိဖို့လိုတဲ့အချက်ဒီမှာဖြစ်မနေသိဖို့လိုတဲ့အချက်တွေကတော့ဒီမှာဖော်ပြထားပါတယ်ပေါ့နော် capacitor တဲ့အရေးကြီးဆုံးသိဖို့လိုတာနှစ်ချက်ပဲရှိပါတယ် farad တန်ဖိုးလို့ခေါ်တဲ့ capacitor တန်ဖိုးကိုသိရမယ်ဆောနာပြောတယ်4900 microfarad ဆိုတဲ့တန်ဖိုးကိုသိရမယ် capacitor ရဲ့ voltage ကိုသိရမယ်ဆောနာကကျွန်တော်ရဲ့ RC circuit ပေါ့နော် RC timing circuit မှာပဲကြည့်ကျွန်တော်တို့ကစက္ကန့်ဘယ်လောက်ကိုရဖို့ဆိုတာမျိုးဟိုသိဖို့ဆိုရင်R နဲ့ capacitor resistor နဲ့ capacitor ကိုမြှောက်အောင်မှာဖြစ်တဲ့အတွက်
ဒီတန်ဖိုးတွေကိုသိဖို့ရတယ်ဒီတန်ဖိုးနှစ်ခုကိုမြောက်ပြီးတော့မှကျွန်တော်တို့လိုချင်တဲ့ဒီဟိုအတိုင်းရမှာပေါ့နော်ကျွန်တော်တို့လိုချင်တဲ့စက္ကန့်တိုင်းရမှာပေါ့နောက်တစ်ခုကကျွန်တော်ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲ capacitor ရဲ့အမြင့်ဆုံးခဏရေးဘူးတွေကိုအမြဲတမ်းထည့်တွက်ရမယ်25ဖို့လောက်သုံးမဲ့ circuit balance ပေါ်မှာ16ဖို့ capacitor တက်မယ်ဆိုရင်ပေါက်ကွဲထွက်တာမျိုးဖြစ်မယ်ပေါ့နော်အဲ့လိုမျိုးဖြစ်လို့မရဘူးနောက်ပြီးတော့ safe ဖြစ်အောင်တက်ရမယ်ခိုက်ကတော့တဲ့သူ2ဆတက်တာပိုကောင်းတယ်ဥပမာ12ဖို့ပတ်လန်းမှာဆိုရင်25ဖို့ capacitor တက်တာအကောင်းဆုံးပဲစနစ်ကို2နဲ့မြောင်24ပေါ့နော်ဒါပေမဲ့24ဖို့ capacitor မရှိတဲ့အတွက်25ဖို့ capacitor ကိုတက်စင်တာအကောင်းဆုံးပဲ capacitor value တွေကို farad နဲ့ပေါ်ပြတယ်လို့ပြောတယ် farad တွေမှာဘာတွေပါသေးလဲဆိုတော့ farad ကတော့1 farad ပဲပေါ့နော်1 farad ကဘာနဲ့ညီမျှလဲcapacitor ကိုတွေ့ရတယ် nano farad မှာဆိုရင်1 nano farad 10 nano farad စသဖြင့်ပေါ့နော်ဒီမှာမြင်ရတဲ့အတိုင်းပဲ capacitor အမျိုးအစားတွေတွေ့နိုင်ပါတယ် capacitor body ဘွားကုတ်ဖတ်နေပေါ့နော်စောစောကကျွန်တော်ပြောခဲ့တဲ့ဒီ capacitor ကြီးမှာဆိုရင်တော့လုံးဝသူကဘယ်လိုပြောရမလဲဖော်ပြထားတဲ့ value ကိုဒီမှာဆိုရင်4900 microfarad 16volt ဒီမှာဆိုလဲ4.9 microfarad 35 volt ပေါင်းလို့လဲခွဲခြားမှုရှိတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့က digit လေးတွေနဲ့ဖော်ပြတာမျိုးရှိရပေါ့နော်ဒီဥပမာဆိုရင်103 z ဆိုတဲ့ဟာမျိုးအဲ့ဒါဆိုရင်ဘယ်လိုဖတ်ရမလဲဆိုတဲ့ဟာမျိုးပေါ့နော်103ဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်133ကိုခွဲခြားတယ်10ဆိုတဲ့အရှိကဏ္ဍနှလုံးကိုယူ10ပဲဒီမှာ10ပဲ10ပဲပြီးတော့နောက်က3ဆိုတဲ့ကဏ္ဍကတော့နောက်မှာထည့်ရမယ်3ညအရေးအတွက်အဲ့တော့ကျတော့103ဆိုရင်10ကိုယူ3ည3လုံးထည့်သူ့ရဲ့အမြဲတမ်းတန်ဖိုးက picofarad ပဲဖြစ်ပါတယ် picofarad ကနေ nanofarad ကိုပြောင်းခြင်း103ဆိုရင်ခု10ရာ1000ဆိုရင်1000 picofarad ကိုရတယ်1000 picofarad ကိုကျွန်တော်တို့ nanofarad ပြောင်းခြင်းရင်1000နဲ့စားပါတော့အဲ့လိုပဲကျွန်တော်တို့ဒီ nanofarad ကို microfarad ပြောင်းခြင်း1000နဲ့ထပ်စားရမယ်အဲ့လိုမျိုးဖြစ်တယ်အမြဲတမ်း133တို့134တို့စသဖြင့်capacitor ပေါ်မှာကဏ္ဍအနေနဲ့ပဲဖော်ပြတဲ့ capacitor တွေက picofarad တန်ဖိုးပဲဖော်ပြတာဖြစ်တယ်ဥပမာဆိုရင်131ဆိုရင်100 picofarad 132ဆိုရင်1 nanofarad 133ဆိုရင်10 nanofarad 134ဆိုရင်100 nanofarad 0.1 microfarad ဖြစ်တယ်ပေါ့နော်စသဖြင့်ပေါ့အဲ့ဒါမြောက်သွားလို့စားသွားလို့ရတယ်တော့ကဏ္ဍလေးတွေနဲ့မဟုတ်ဘူးကျွန်တော်တို့နောက်မှာ JKMZ ဆိုပြီးတော့ဒါပါတတ်သေးတယ်ပေါ့နော်အဲ့လိုမျိုးဟာမျိုးကဘာကိုပြောချင်တာလဲဆိုတော့အမှားလွဲပေါ့နော်ဒီ capacitor ဘယ်လောက်တောင်တိကျတယ်ဆိုတဲ့ဟာမျိုးပေါ့နော် J ဆိုရင် plus minus လိုလဲ 5% ပိုလဲ 5% ဆိုပြီးတော့ပြောတာဖြစ်ပါတယ် K ဆိုရင် 10% ပေါ့နော် M ဆိုရင် 20% ဖြစ်ပါတယ် J ဆိုရင်အများကြီးကောင်းတယ်ပေါ့နော်104ဆိုရင်104ဆိုတဲ့တန်ဖိုးသည်လိုလဲ 5% လွဲရင် 5% ဒီပဲလွဲမယ်ပေါ့နော်ပိုလဲ 5% လိုလဲ 5% အဲဒီ body rate တွေကိုဖော်ပြထားတာရှိတယ်အဲ့ဒါတွေကဘာလို့ဆိုတော့စောစော134 135အပြင်ကိုဒီမှာဆိုရင် 2A 134G ဆိုတာ134ဆိုတာ10ခြာရေးလိုက်34လုံးနဲ့ pico farad ဖြစ်တယ် G ဆိုတာကကျွန်တော်တို့ plus minus 5% လို့လဲ 5% ပိုလဲ 5% လို့ပြောတာဖြစ်တယ် 2A ဆိုတာဘာတော့ဆိုကြည့်အောင်ဒီပါစရာကိုသွားကြည့်လို့ရတယ် 2A ဆိုတာ100ဖို့ခန္ဓာကြီးရှိတယ်လို့ပြောချင်တာဖြစ်ပါတယ်ဒီတိုင်းအနေနဲ့ဆက်ပြီး capacitor တွေကိုဖတ်ရှုပြီးအသုံးပြုလို့ရတယ်နောက်ပိုင်းမှာကျွန်တော်တို့ RC timing circuit တွေပြီးတော့ capacitor ကိုလိုအပ်တဲ့နေရာတွေမှာအသုံးပြုတာတွေကိုဆက်လက်ဖော်ပြသွားမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်